မင်္ဂလာပါကွယ်ဆရာမကတော့ဒီချက်ပန်းမှာဒီနေ့တော့မူလာတဲ့အစီစိတ်ဆွမ်းအပြင်နှလုံးသားအာဟာရစာစုတွေကစီးလုံးချင်းတည်အင်အားဆိုတဲ့စာစုလေးကိုဒီချက်နဲ့အတူတူလေ့လာကြည့်ရအောင်လိုက်ပြီးတော့ဒီချက်နဲ့အတူတူလိုက်ခဲ့ပါနော်ကလေးတို့ရဲ့ကလေးတို့ဟာလူပေါင်းလောကထဲမှာနေတဲ့အခါလူသားချင်းစာနာပြီးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့အစဉ်ပြေပြေပေါင်းသင်းဆက်ဆံတတ်ရမယ်နော်အဲ့ဒီလိုဆက်ဆံတတ်မှသာလူတဘာဝနဲ့ကိုက်ညီမယ်ကိုနဲ့ကိုပတ်ဝန်းကျင်လိုက်လုံးညီထွေဖြစ်အောင်ပြုပြင်နေထိုင်သွားမှသာအရာရာမှာအောင်မြင်မှုတွေရကြမယ်နော်ပြောချင်တာကတော့လူပေါင်းလောကမှာကိုတယောက်တည်းနေလို့မရပါဘူးတယောက်နဲ့တယောက်ပေါင်းသင်းဆက်ဆံရတယ်မိတ်ဆွေတွေဖွဲ့ရတယ်စီလုံးညီညွတ်မှုရှိရတယ်တယောက်ကစလို့တတိုင်းပြည်လုံးစီလုံးညီညွတ်မှသာအရာရာအောင်မြင်နိုင်မှာပေါ့ဒါနဲ့ပတ်သက်ပြီးတော့စီလုံးညီညွတ်မှုမရှိလို့ဒုက္ခရောက်ခဲ့ရတဲ့ပုံမြင်လေးတစ်ပုဒ်အကြောင်းကိုဒီခြေကပြောပြမယ်နော်ဟုတ်ချီတုံးကရွာလေးတွေ့ရွာရှိတဲ့အဲ့ဒီရွာလေးမှာရေမြေတောတောင်ကလည်းလှပါတယ်တသွင်းသွင်းစီးဆင်းနေတဲ့စမ်းချောင်းလေးလည်းရှိပြီးတော့အေးချမ်းသာရတဲ့ရွာလေးတွေ့ရွာပေါ့အဲ့ဒီရွာလေးမှာရုံမျိုးနွယ်တွေနေထိုင်ကြတယ်ကွသူတို့တွေကတောင်ရစိုက်ပြိုးကြတယ်ရေကန်မြေကန်လေးကောင်းတော့ဘာပဲစိုက်ဖြစ်ထွန်းတာပေါ့ကွယ်တက်သီးဝလံတွေလည်းပေါ်ကျွယ်သွားတယ်ရွာလေးမှာအဆဆအရာရာပြည့်စုံနေပေမဲ့တအုပ်နဲ့တအုပ်ကတော့လူမှုဆက်ဆံရေးတွေကတိတ်မရှိကြဘူးပေါ့ကွယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကမနက်ဖက်ဆိုတောင်ရလုပ်ငန်းတွေတွားလုပ်ကင်ကြတယ်အလုပ်ပြီးလို့ညနေဘက်အိမ်ကိုပြန်ရောက်လို့ရှင်အိမ်တကားတွေပိတ်ပြီးတော့နေကြတာပေါ့တအိမ်နဲ့တအိမ်ကလည်းတအုပ်နဲ့တအုပ်ကူးလူဆက်ဆံမှုမပြုကြဘဲနဲ့တတိတတန့်နေထိုင်ကြတာပေါ့ကွယ်ဒီလိုနဲ့ပဲကိုအလုပ်သူ့အလုပ်သူ့လုံးနဲ့အေးအေးချမ်းချမ်းနေထိုင်လာကြတယ်။တနေ့မှာပို့ပို့ဆိုတဲ့ယုံလေးတစ်ကောင်ဟာယာတော့ကနေသူ့အိမ်ကိုအပြန်မှာပျောက်သွားတဲ့ကွယ်။ပို့ပို့ရဲ့မိဘတွေကလည်းတားလေးအိမ်ပြန်ချိန်ပြန်မလာတော့လိုက်ရှာတော့မတွေ့ဘူး။ပတ်ဝန်းကျင်ကိုအကူအညီတောင်းတော့လေပတ်ဝန်းကျင်ကကိုနဲ့မသက်တိုင်းသလိုမသိလိုက်မသိပါသာနေကြတာပေါ့ကွယ်။ပို့ပို့ရဲ့မိဘတွေကတော့ပို့ပို့အတွက်ပူဆွေးတော့ကတွေရောက်နေကြတာပေါ့။နောက်တော့ပို့ပို့ရဲ့သတင်းတွေကမိပြောက်တလောက်ဖြစ်လာတယ်။ပို့ပို့ပျောက်ပြီးတော့တိတ်မကြခင်အချိန်လောက်မှာပဲမောင်ဆိုတဲ့ယုံလေးတစ်ကောင်ကလည်းထပ်ပြီးတော့ပျောက်သွားပြန်တယ်။မောင်ပျောက်သွားတော့လေမောင်မိဘတွေလိုက်ပြီးချဖွေးတာပေါ့။ပတ်ဝန်းကျင်ကိုအကူအညီတောင်းတော့လေပတ်ဝန်းကျင်ကအကူအညီမပေးကြဘူး။ကိုနဲ့မသက်ဆိုင်သလိုကိုလုပ်ငန်းမပြတ်ပဲအေးအေးဆေးဆေးနေကြပြန်တယ်။ဒီလိုနဲ့ပဲယုံလေးတွေတစ်ကောင်ပြီးတစ်ကောင်ပျောက်လာလိုက်တာယုံမျိုးနွယ်တုံးဖို့ပဲရှိတော့တယ်။ဒါကိုမြင်လာတဲ့ရွာမှာရှိတဲ့အသက်အရွယ်အကြီးဆုံးဖြစ်တဲ့ယုံဖိုးကမနေတာတော့ပဲမဖြစ်တော့ပါဘူးဆိုပြီးတော့တအိမ်စီကယုံလေးတွေကိုဖိတ်ခေါ်လိုက်ပြီးတော့အစည်းအဝေးလုပ်ရတော့တာပေါ့။ယုံဖိုးကယုံမိတ်ဆွေအပေါင်းတို့ကျွန်တော်တို့ယုံမျိုးနွယ်တွေပျောက်လာလိုက်တာမျိုးတုံးဖို့ပဲရှိတော့တယ်။အရင်ဆုံးယုံလေးတွေဘာကြောင့်ပျောက်ရလဲ။ဘသူကြောင့်ပျောက်ရလဲဆိုတာကိုအရင်ရှာရမယ်။နောက်ပြီးတော့အားလုံးစီလုံးလုံးနဲ့ရန်သူကိုခုခံကြကာကွယ်ကြမယ်လို့ယုံဖိုးကအစည်းအဝေးမှာလာတဲ့ရက်ရွာတွေကယုံတွေကိုပြောတဲ့အခါယုံတွေကသူတို့အချင်းချင်းမငြင်မညွတ်မစည်းလုံးကြလို့သူတို့မျိုးနွယ်တွေဒုက္ခရောက်ရတာကိုသိသွားကြတဲ့ကွယ်။ဒါကြောင့်အချင်းချင်းစီလုံးညီညွတ်ပြီးရန်သူကိုခုခံကာကွယ်မယ်လို့အဖိုးကိုကတိပေးလိုက်တာပေါ့နောက်တနေ့သူတို့ဆိုပြီးတော့လိုက်စုံစမ်းတဲ့အခါမှာဝင်းပလီတကောင်ရဲ့လက်ချက်ဆိုတာသူတို့သိလိုက်ရတယ်သူတို့ကဝင်းပလီကိုအနိုင်ယူဖို့စုပေါင်းပြီးတော့အစီအစဉ်တွေရေးဆွဲကြတယ်အဲ့ဒီနောက်မှာတော့ယုံလေးတကောင်ကဝင်ပလီကိုမြားခေါ်ပြီးသူတို့ကြံစီထားတဲ့အတိုင်းထောင်းချောက်ထဲဝင်အောင်လုပ်ပြီးဝိုင်းဝန်းနှင်ထုတ်လိုက်ကြတာပေါ့ကွယ်နောက်ဆုံးတော့ဝင်ပလီလည်းရှုံးနေပြီးထွက်ပြေးသွားရတာပေါ့ကလေးတို့ရဲ့ဒီစာစုလေးမှာဆိုလို့ရှင်စီလုံးညီညွတ်မှုမရှိရင်ဒုက္ခရောက်ရတယ်နော်ဒါကြောင့်ဒီရှေတို့ကလည်းစီလုံးလုံးညီညီညွတ်ညွတ်နဲ့ရန်အပေါင်းကိုအောင်မြင်တွန်းလှန်နိုင်ရမယ်နော်ဒီပုံမြင်လေးကိုနားထောင်ပြီးတော့ကိုတိုင်းပြည်မှာရှိတဲ့ကိုတွေရဲ့တိုင်းရင်းသားတွေညီကိုမောင်နှမတွေအားလုံးကစီလုံးညီညွတ်မှသာပြည်ပကကျူးကျော်လာမယ့်ရန်အနေအပေါင်းကိုကာကွယ်နိုင်မှာပေါ့ကွယ်တချိန်ကဒီရှေတို့ရဲ့အမိမြန်မာနိုင်ငံဟာလည်းတိုင်းရင်းသားတွေစီလုံးလုံးနဲ့နေချက်လန်တွေကိုတော်လှန်ခဲ့ကြလို့လွတ်လပ်ရေးရခဲ့ကြတာပေါ့နွားကွယ်ရင်ကြားဆွဲနွားကွယ်ရင်ကြားကိုက်ဆိုတဲ့စကားပုံလေးကြားဘူးတယ်မဟုတ်လားနွားအုပ်ကွဲရင်ကြားကိုက်ခံရတယ်သူလိုပေါ့ကွယ်အချင်းချင်းမညီညွတ်ရင်ရန်သူရဲ့ဒုက္ခပေးမှုကိုခံကြရမယ်ဒါကြောင့်တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံးတောင်ပေါ်မြေပြန့်မခွဲခြားပြည်နယ်ပြည်မဆိုပြီးတော့လဲသဘောမထားဘဲနဲ့တသားတဲ့တစီတစ်လုံးနဲ့ညီညီညွတ်ညွတ်နဲ့နေကြရမယ်နော်